တထေးသားလေးဟာကြောင်းပြောင်းလာတဲ့ကျောင်းသူတလေးကိုမြင်ချင်းပဲချစ်မိသွားခဲ့တယ်သူဟာသူမနဲ့အတူနေ့လည်စာအတူစားချင်တာကြောင့်သူမရှိမှထိုင်နေတဲ့မိန်းကလေးကိုမောင်းထုတ်လိုက်တယ်သူစကားပြောလိုက်တာကြောင့်တခြားမိန်းကလေးတွေလိုပဲသူမလည်းရင်ခုန်စိတ်လှုပ်ရှားသွားလိမ့်မယ်လို့သူထင်ခဲ့တာပေါ့ဒါပေမဲ့ထင်တယ်လို့ဖြစ်မလာခဲ့ပါဘူးအဲ့ဒီမိန်းကလေးဟာဘာတော့ပြန်မှုမှမပြပဲတည်ငြိမ်စွာနဲ့ပဲထမင်းစားသူကိုချလိုက်ပြီးထွက်သွားဖို့ပြင်းတော့တဲ့ကောင်လေးကခြေထောက်နဲ့ပိတ်စီးတားဆီးလိုက်ပေမဲ့သူမကသူ့ကိုအေးဆက်ဆက်တစ်ချက်ကြည့်ပြီးဘေးကနေကြောက်ဖြတ်သွားခဲ့ပါတယ်သူ့ကိုဒီလိုမျိုးလစ်လူရှူဝန်းသူတယောက်မှမရှိခဲ့ဘူးလားကြောင့်သူမရဲ့ထူးခြားတဲ့အမှုအရာကသူ့ကိုပိုပြီးဆွဲလန်းသွားစေခဲ့တယ်အဲ့ဒီနေ့ညမှာတော့ကောင်လေးဟာတမင်တက်တက်လမ်းမှာစောင့်ပြီးသူမနဲ့ဆုံအောင်ဖန်တီးခဲ့ပါတယ်သူမရဲ့တငယ်ချင်းပြောပြချက်အရဒီကောင်လေးဟာတော်တော်လေးစိတ်တူတက်မှန်သူမမှတ်မိနေတဲ့တခါကသူ့ရဲ့ဖက်နှက်ကိုမတော်တဆနင်းမိတဲ့သူဟာလက်မောင်းအစ်လွဲသွားတဲ့အထိဖြစ်ခဲ့ဘူးလေသူမဟာကြောက်ကြောက်လန့်လန့်နဲ့ပဲသူ့ကိုအမြန်တောင်းပန်လိုက်တယ်ဒါပေမဲ့ကောင်လေးကတော့သူမကိုအလွယ်တကူလွတ်ပေးဖို့အစီအစဉ်မရှိပါဘူးသူဟာသူမနာကိုတိုးကလာပြီးဒေါ်လာနဲ့တူညပေးရောမလားဒါမှမဟုတ်သူ့ရဲ့အကြည့်ကိုရှော့ပေးပြီးဘတ်စကတ်ဘောကွင်းစီကိုလာပေးမလားလို့ရွေးခိုင်းပါတော့တယ်ဘာဖြစ်လို့ဘတ်စကတ်ဘောကွင်းမှာလာတွေ့ရမှာလဲလို့သူမကမေးတဲ့အခါသူကမင်းပြီးခဲ့တဲ့တခါကလူကြားထဲမှာငါ့ကိုအဆက်ခွဲခဲ့လို့အခုအဲ့ဒီကုံတိတ်ခါကိုပြန်ဆယ်ခြင်းလို့ပြန်ဖြေခဲ့တယ်သူမကတော့သူ့ကိုကလေးကလားနိုင်လိုက်တာလို့တွေးမိပေမဲ့လည်းအကြည့်ကိုတော့ယူလိုက်ရပါတယ်ဒီမြင်ကွင်းကိုသူ့ကိုတစ်ဖက်သက်ဆွဲလန်းနေတဲ့မိန်းကလေးတစ်ယောက်ကချောင်းကြည့်နေခဲ့တယ်အဲ့ဒီနောက်မှာတော့အဲ့ဒီမိန်းကလေးဟာသူ့ရဲ့အာယုံဆိုင်မှုကိုရဖို့အတွက်သူလာမဲ့လမ်းမှာအနေရကြုံနေရတယ်လို့မျိုးဟန်ဆောင်ခဲ့ပါတယ်ကောင်လေးဟာသူမအနေရရှိနေတာမြင်တော့ချက်ချင်းပဲကဲတင်မှုပြေးသွားခဲ့ပေမဲ့သူကိုယ်တိုင်ပဲပြဿနာတက်သွားခဲ့ရတယ်တိုက်ဆိုင်ပဲကျောင်းသူတစ်လေးကအဲ့ဒီနားကနေဖျက်လျှောက်လာခဲ့ပါတယ်သူမဟာလူမိုက်နှစ်ယောက်ကိုအော်ဟစ်လိုက်ပြီးရဲခေါ်ထားတယ်လို့လိန်ပြောလိုက်တယ်အဲ့ဒီစကားကိုကြားတော့လူမိုက်တွေလည်းကြောက်လက်တကြားနဲ့နောက်လည်းမကြည့်ပဲထွက်ပြေးသွားကြပါတော့တယ်သူမဟာကောင်လေးရဲ့ဒဏ်ရာကိုစစ်ဆေးဖို့ချက်ချင်းပဲငုံကြည့်လိုက်တယ်သူ့ရဲ့လက်ဖွားရှသွားတာကိုမြင်တော့သူမရဲ့သပင်စီးတဲ့ကျိုးလေးနဲ့တွေးတိတ်အောင်စီးပေးလိုက်တယ်နုနဲ့မိန်းကလေးတစ်ယောက်ကသူ့ကိုကူညီလိုက်မယ်လို့မထင်ထားတာကြောင့်ကောင်လေးဟာသူမကိုပို့ပြီးသဘောကျသွားတယ်သူမထွက်သွားဖို့ပြင်တဲ့အခါသူကအမြန်ပဲနာမည်မေးပေမဲ့သူမကတော့မပြောဘဲထွက်သွားခဲ့ပါတယ်တနေ့မှာတော့ကောင်လေးဟာဘတ်စကတ်ဘောကစားနေရင်ကြောင်လေးတစ်ကောင်ရဲ့အော်တန်ကိုကြားလိုက်ရတယ်သူအတန်လာရနောက်ကိုလိုက်သွားတော့ခြေထောက်မှာဒဏ်ရာရနေတဲ့ကြောင်လေးတစ်ကောင်ကိုတွေ့လိုက်ရတယ်ဒါကသူ့ရဲ့ငယ်ဘဝကိုတတိယသွားစေခဲ့ပါတယ်သူငယ်ကလည်းကြောင်လေးတစ်ကောင်ကိုကဲခဲ့ဘူးပေမဲ့မိထွေးဖြစ်သူကအိမ်ထဲပေးမဝင်ခဲ့ပါဘူးသူမကသူ့မှာအမေလည်းမရှိတော့လို့သူ့ကိုကာကွယ်ပေးမဲ့သူမရှိတော့ဘူးဆိုပြီးလှောင်ပြောင်းခဲ့ပါသေးတယ်ဒီငယ်ဘဝအတွေ့အကြုံဟာသူ့အတွက်စိတ်တန်ရာဖြစ်စေခဲ့တာပေါ့သူကြောင်လေးကိုကူညီခြင်းပေမဲ့လည်းဖုန်းကအားကုန်နေခဲ့တယ်အဲ့ဒီအချိန်မှာပဲစေးကြောင်သူဖြစ်တဲ့ကြောင်သူတစ်လေးဟာအပြေးလေးရောက်လာခဲ့ပါတယ်ကြောင်လေးရဲ့ဒဏ်ရာကပိုးဝင်နေပြီဆိုတာသူမကတစ်ချက်ကြည့်ုံနဲ့သိလိုက်တယ်ဒဏ်ရာကိုအကြမ်းဖျင်းပတိစီပေးပြီးနောက်ကြောင်လေးကိုပိုးသက်ဆေးထိုးဖို့လိုတယ်လို့ပြောပြီးသူတို့နှစ်ယောက်ကြောင်လေးကိုခေါ်ကာကြောင်ရဲ့တခွဲခန်းစီကိုတွားခဲ့ကြတယ်သူ့နောက်ကိုတောက်လျှောက်လိုက်ချောင်းနေတဲ့တစ်ဖက်သက်ချစ်နေသူမိန်းကလေးကတော့ဒါကိုမြင်သွားပြီးတခွဲခန်းထဲကိုတယောက်ကျူးကျော်ဝင်ရောက်နေတယ်လို့ကြောင်းကိုအစီရင်ခံလိုက်ပါတယ်ကြောင်းလုံခြုံရေးတွေရောက်လာတော့မိန်းကလေးကကောင်လေးကိုဆွဲပြီးစပွဲအောက်မှာအမြန်ပုံးလိုက်ကြတယ်လုံခြုံရေးတွေကပက်လဲရှာကြည့်ပေမဲ့ဘယ်သူမှမရှိတာနဲ့ပြန်ထွက်သွားကြတယ်အဲ့ဒီအချိန်မှာပဲမိုးကြိုးတစ်ချက်အကျဲကြီးပစ်လိုက်တာကြောင့်မိန်းကလေးဟာလန့်သွားခဲ့တယ်ဒါကိုကြည့်ပြီးကောင်လေးကတော့သူမကိုအယမ်းချစ်ဖို့ကောင်းတယ်လို့တွေးနေပါတော့တယ်